ဒီဥစ္စာကိုငါစားလိုက်လေငါတခါတော့ဝင်လျှော်သွားလိမ့်မယ်ဘာလဲအောင်မင်းကောင်လုံးကြံညင်လာလားကဲရအိမ်ကိုတေချာကြည့်ကြနော်အေးငါသွားတော့မှာဟုတ်ပြီလားဟုတ်ကဲ့你别笑！好拿着光，没把路打嘞。ဆရာပဲသွားတော့မယ်ဆိုဆရာဘာလို့ပြန်ဝင်လာလဲ我翻你讲给路来呗，喏，拿来着哇！哎呦，对啥记的？哈，不是瞎了嘞，落来着哇！哎呀！တော့လေးကိုပကံလေးနဲ့ထည့်ပြီးယူလာမအောင်မပါလေကြားနေရလေလို့ပြီးတော့မယ်ဆရာခဏလေးဟောရောက်ငရုတ်သီးပေါက်လေးပါထည့်ရအောင်တော့ဟုတ်ကဲ့ဆရာဒီမှာတော့မင်းကနေကြားလိုက်တာဟာဟေ့မင်းကဘာလုပ်တာဘာလို့လဲဆရာရဲ့ဆရာပဲဟိုအတုတ်ထဲကိုငရုတ်သီးထည့်ဆိုအဲ့ကြောင့်ကျွန်တော်ငရုတ်သီးမဟုတ်ထည့်လိုက်တာလေဟေ့ဒီဥစ္စာကိုငါစားလိုက်လေငါတခါတော့ဝင်လျှော်သွားလိမ့်မယ်ဘာလဲအောင်မင်းကောင်လုံးကြံညင်လာလားဆရာလေမဟုတ်တာဘာလို့ဆရာကိုကျွန်တော်လုံးကြံမှာမဟုတ်ပါဘူးတော်ငါဒါကြီးစားလို့မဖြစ်တော့ကျော်မျိုးစားမပြန်ယူသွားလိုက်ငါတော့ကော်ဖီတစ်ခွက်လောက်ဖြုတ်တယ်ဟုတ်ကဲ့ဆရာဟိုဆရာတောင်းနေကြဟိုခါလေးပဲမလားမခါနဲ့ချူလေးဖြုတ်တယ်